တွေတော်တော်များကိုကြည့်လိုက်လို့ရှိရင်တစ်ခုမှခုတီးတက်ဆိုတက်တယ်ပေါ့အဲ့ဒါလေးကိုတော့အရင်စစ်စရာကောင်းတယ်ပေါ့အားလုံးပဲမင်္ဂလာပါရှင်ဒီ season ကတော့ Sounds of Harmony Music and Dialogue for Social Cohesion ဆိုတဲ့ project အောက်မှာပြုလုပ်ထားတဲ့ podcast ဖြစ်ပါတယ်ဂီတဟာဖျော်ဖြေရေးအတွက်သာမဟုတ်ပဲလူမှုအတိုင်းဝိုင်းတွင်မှာတန်ဖိုးတွေယဉ်ကျေးမှုတွေအတွေ့အမြင်တွေကိုမျိုးဆက်လိုက်ပြန်လည်ပို့ဆောင်ပေးနိုင်တဲ့အရေးပါတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်ကလေးတွေနဲ့လူငယ်တွေအတွက်သချင်းတွေဟာသူတို့ရဲ့ကိုယ်ပိုင်မှတ်သားနဲ့လူမှုဆက်ဆံရေးကိုနားလည်လာစေဖို့အတွက်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်ဒါကြောင့်ဒီ project မှာဂီတကိုအသုံးပြုပြီးတော့လူမှုသဟဇာတဖြစ်မှုငြိမ်းချမ်းရေးနဲ့အပြန်အလှန်နားလည်မှုကိုမြင့်တင်ဖို့အတွက်ရည်ရွယ်ထားပါတယ်။ဒါကြောင့်ဒီနေ့ podcast အတွက်အထူးအပ်တဲ့အဖြစ်ကျမတို့ရဲ့ကရင်တိုင်းရင်းသူလေးဆိုဖီယာကိုဖိတ်ကြားထားပါတယ်ရှင်။ဆိုဖီယာရေမင်္ဂလာပါဒီ season မှာပါဝင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါဖိတ်ခေါ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါအရင်ဆုံးကို့အကြောင်းကိုနည်းနည်းလေးမိတ်ဆက်ပေးပါဦးညီမရေ။ဟုတ်ကဲ့ပါညီမနာမည်ကတော့ဆိုဖီယာလို့ခေါ်တယ်ပေါ့နော်ကင်ပြည်နယ်ပဲချမ်းကနေလာတယ်ခုလောဆယ်မှာတော့ချင်းမိုင်မှာနေတယ်ပထမနေ့ကျောင်းသူဖြစ်ပါတယ်ပေါ့နော်ကဲပါကျေးဇူးတင်ပါတယ်ဒါဆိုရင်ပထမဆုံးမေးခွန်းလေးအနေနဲ့ဂီတနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံရှိလားပေါ့နော်ကရင်ပြည်နယ်မှာဂီတအကြောင်းဘယ်လိုမျိုးသင်ယူခဲ့လဲညီမကကြတော့တည့်ရတဲ့အတိုင်းပဲကင်ပြည်နယ်ကလာဆိုတော့ခရစ်ယာန်တယောက်နေလဲဟုတ်တယ်ဆိုတော့ခရစ်ယာန်တယောက်နေနေကြတော့ဟိုမှာဆိုရင်ဖျားကြောင်တက်တယ်ပေါ့နော်ဖျားကြောင်တက်လို့ရှိရင်အမှ music နဲ့ကထိတွေ့နေရပြီးသားကွာဆိုတော့အိမ်ကအမေကလည်းပေါ့နော်သူကဒီ music ပိုင်းကိုတားဖြစ်စေချင်တာပေါ့နော်ဆိုတော့သူကငငယ်ကလေးကပို့ပေးတာဒီ piano တီးတာတို့ guitar တီးတာတို့ငငယ်ကလေးကပို့ပေးတာပေါ့နော်ဆိုတော့အဲ့မှာကလေးကကိုကဒီmusic နဲ့ပတ်သက်ပြီးတော့မှထိတွေ့ပြီးသားပြီးရှင်ကိုကလည်းသချင်းဆိုဝါသနာပါတာပေါ့နော်ဆိုတော့ကောင်းလိုက်တာသချင်းဆိုဝါသနာပါတာဆိုတော့မလေးဘယ်ပွဲမဆိုအကုန်ပါပြီးသားလို့ပြောဖို့ကောင်းနေနော်ကရင်နေဘက်ကလေဟုတ်ပါဒါဆိုရင်ငငယ်တုန်းကတော့ဘလို့သချင်းတွေနဲ့ကြီးပင်းခဲ့ရလဲအဲ့ဒါကြတော့အချင်းဒီပုံမှုတည်တယ်ပေါ့နော်အကုန်လုံးပဲအင်္ဂလိပ်လည်းနားထောင်တယ်မြန်မာလည်းနားထောင်တယ်ကရင်သချင်းတွေလည်းနားထောင်တယ်ကိုယ့်ရဲ့ကရင်တချင်းကနေပေါ့နော်သူတို့ထုတ်တဲ့တချင်းတွေအဖြစ်လေသူတို့ပြင်ပြီးတော့မှတင်ပေးတာရှိတယ်အဲ့အရာတွေကိုပြင်ပြီးတော့မှလိုက်ပြီးတော့မှဆိုတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေလိုက်ပြီးတော့မှအဲ့တော့တချင်းဆိုတာမျိုးတော့ရှိတယ်ပေါ့နော်ဒါဆိုမြန်မာတချင်းတွေရောနားထောင်ပြလားကရင်ပြည်နယ်မှာအဲ့လိုဘလို့တူရိယာတွေအမျိုးအစားတွေရှိလဲဥပမာဒီရှမ်းပြည်တို့ချင်းပြည်တို့မှာဆိုရင်ရှမ်းပြည်မှာဆိုလို့ရှိရင်သူတို့ရဲ့ဟိုတူရိယာတွေကိုပိုင်ဒုတိယတွေရှိရပေါ့နော်ဟိုရှမ်းအိုးစီပုံဟုတ်တယ်သူတို့ရဲ့လူဖန်တီးထားတဲ့ဒုတိယတွေပေါ့နော်အဲ့လိုမျိုးဆိုတော့ကရင်ပြည်နယ်မှာရောအဲ့လိုမျိုးရိုးရာဒုတိယမျိုးရှိလားရိုးကင်ပြည်နယ်မှာရိုးရာဒုတိယရှိတယ်သူလည်းဒီခုနအမပြောသလိုအိုးစီလေးရှိတယ်ပြီးတော့ပလွေလေးပေါ့နော်ဝါနဲ့လောက်ထားတဲ့ပလွေလေးတွေရှိတယ်ပြီးတော့ဒီတရိတ်ဆန်ဂျိုပေါ့နော်ဒီကျွဲတို့ပဲဖြစ်အဲ့ဒီနေမှာသူတို့အဲ့ဂျိုပြတ်ပြီးတော့မှသူတို့ရပလွေလိုမျိုးမုတ်တဲ့အနေနဲ့အဲ့လိုမျိုးသုံးတဲ့ဒုရိယာလေးတွေရှိတယ်ပေါ့နော်အများကြီးပါသူကလေအဲ့ဆိုရင်အဲ့လိုဒုရိယာတွေကိုဘယ်လိုအချိန်မှသုံးကြလဲအဲ့လိုဒုရိယာတွေကိုကြတော့ဘယ်လိုအချိန်မှသုံးလဲဆိုတော့သူကသူသဖြင့်မင်္ဂလာဆောင်တို့မင်္ဂလာဆောင်တဲ့အချိန်တို့ပြီးတော့ဒီနှစ်သက်ကူးတို့အဲ့လိုမျိုးဆိုရင်ဖားစီတို့သူတို့အဲ့အရာတွေဖားစီတို့အိုးစီတို့အဲ့မှာဆိုသူတို့တုံးကြတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကတော့ဘယ်လိုပြောမလဲနည်းနည်းခေတ်ကတိုးတက်လာတော့လေသူတို့တွေအဲ့ဒီခုနပြောတဲ့ဒီအိုးစီတို့ဘာတွေတော့တိတ်သုံးလေးမရှိတော့ဘူးပေါ့နော်ဒီတိုင်းပဲတချင်းအဲ့ဒီအစားဒီတချင်းကာရိုဒီတချင်း music တွေပေါ့နော်ခွေတွေပဲဖွင့်ကြတယ် sound box နဲ့ပဲဖွင့်ကြတယ်ပေါ့နော်ဒါပေမဲ့အရင်ခေတ်ကတော့ဒီမင်္ဂလာပွဲဆိုပြီးအဲ့ဒီအတန်ကြားရပြီဆိုတော့မင်္ဂလာဆောင်နေတယ်မင်္ဂလာဆောင်လည်းရှိတယ်ဆိုတာလည်းသိတယ်ပေါ့နော်အဲ့ဒါတွေကရိုးရာအစင်လာတွေဆိုတော့အရန်လှတယ်ပြီးတော့အဲ့လိုထူးခြားတယ်ပေါ့နော်အဲ့လိုဟာတွေရောအဲ့လိုမျိုးထိမ့်သိမ့်နဲ့ဟိုအခြေအနေတွေရှိလားဥပမာဆိုလို့ရှိရင်ဒီလူကြီးတွေကနေပြီးတော့လူငယ်တွေကိုလက်ဆင့်ကမ်းပြီးတော့အဲ့ဒီပညာကိုသင်ပေးတာမျိုးပေါ့နော်ဥပမာဒီဘက်ခေတ်မှာအဲ့လိုမျိုးပွဲတွေမှာတိတ်မသုံးတော့ဘူးဆိုပေမဲ့
ဒါတွေကိုဘယ်လိုသုံးလဲဆိုတာကိုဘယ်လိုသုံးခဲ့လဲဆိုတာကိုရောလူငယ်တွေကိုလက်ဆင့်ကမ်းပေးကြလားလက်စစ်ကန်နေဘယ်လိုပြောမလဲဆိုတော့ကျမဦးလေးပေါ့နော်ကျမဦးလေးကကြတော့ तू ကဒီခုနကဒုရိယာတွေလောက်တဲ့ तू ပြီးလို့ရှိရင်တခုကြံခဲ့သေးတယ်ဟိုကမင်္ဂလာဆောင်ပွဲမှာဆိုရင်အဲ့ဒီဒုရိယာအပြင်သူတို့ဓာတိုင်းလိုမျိုးကတာပေါ့နော်ဓာနဲ့ကတာအဲ့ဒါတွေသူတို့လည်းကတယ်ဆိုတော့ကျမဦးလေးကအဲ့ဒီကနေလာတာပေါ့နော်ဆိုတော့ဒီနောက်ပိုင်း तू ဘာလုပ်လဲဆိုတော့အဲ့ဒီအရာကြီးပျောက်သွားမှာဆိုလို့ပေါ့နော်ကျမတို့အတိုင်းဝိုင်းမှာရှိတဲ့လူငယ်တွေကိုတယောက်ပဲဖြစ်ဖြစ်နှစ်ယောက်ပဲဖြစ်ဖြစ်အဓိကယောက်ျားလေးတွေပေါ့နော်ခေါ်ပြီးတော့မှသူတို့ဓာတ်တိုင်းကကျင်ပေးတာတို့ဒုရိယာတွေကိုပေါ့နော်ထိမ့်သိမ်းတဲ့ဒီအဖွဲ့အစည်းလေးရှိတယ်ပေါ့နော်အဲ့ဒီမှာထားပြီးတော့မှနောက်ကြရေးဘယ်လိုမျိုးထိမ့်သိမ်းရမလဲဆိုတာကိုဆိုတဲ့ဟာကိုပေါ့နော်သူတို့တွေသင်ပြလေးရှိတယ်ပေါ့နော်ကောင်းတယ်နော်ဟိုဂီတနဲ့ပတ်သက်ပြီးတော့ဂီတအကြောင်းပေါ့နော်အဲ့လိုလူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်အတူတကွစီးယုံပြီးတော့အတူတကွတင်ယူကြတယ်ပြီးတော့တင်ပေးတယ်တယောက်ကလည်းတင်ယူတယ်အဲ့ဒါမျိုးတွေကဟိုအရန်တန်ဖိုးလည်းရှိရပေါ့နော်ဟုတ်တယ်ဟိုဂီတနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဂီတကြောင့်လူမှုအတိုင်းဝိုင်းလူမှုပတ်ဝန်းကျင်မှာအဲ့လိုတယောက်နဲ့တယောက်ပိုနားလည်လာတဲ့ဟိုအတွေ့အကြုံမျိုးတွေရောရှိလားဂီတကိုသုံးပြီးတော့မှကျမတို့အများကြီးတယောက်နဲ့တယောက်ဒီ social interaction တွေလုပ်ကြတယ်ပေါ့နော်မမရဆိုရင်ကျမတို့အရင်ကပေါ့နော်အချိန်ကြီးကောင်းတော့ကဆိုရင်တော့ကျမတို့နှစ်တိုင်းအစီအစဉ်တွေရှိတယ်ကွာဒီဘောင်းဆောင်ပေါ့နော်ဒီမြန်မာတပြည်လုံးကပဲဖြစ်ဖြစ်အသင်းတော်ဘောင်းဆောင်ကနေပြီးတော့မှပြိုင်ပွဲတွေဝင်ပြိုင်ကြတယ်ကွာဂီတနဲ့သချင်းတွေပြိုင်ကြတယ်အဲ့လိုမျိုးလေးရှိရပေါ့နော်ဆိုတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့တော့ကအစတော့ကကိုယ်အသင်းတော်တစ်ခုပဲကွာကိုယ်အသင်းတော်တစ်ခုပဲချင်းချင်းပြိုင်ကြတယ်ဒါပေမဲ့အခုကကျတော့ဘယ်မျိုးမဆိုဘယ်မျိုးကအသင်းတော်မဆိုလာပြီးတော့ပြိုင်ကြတယ်ဆိုတော့ကွာတယောက်နဲ့တယောက်ဘယ်လိုပြောမလဲမသိတဲ့သူတွေလည်းပြင်ပြီးတော့မှသိတာတယ်တယောက်နဲ့တယောက်ကြောင်းလေ့လာရတာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီအဲ့ဒီပြိုင်ပွဲတွေကဘယ်မှာလောက်တာလဲအရင်တော့စိတ်ဝင်စားဖို့ကောင်းတယ်နော်ပြောစရာကြီးဟုတ်တယ်အဲ့ဒါကြတော့သူကတခါတလေကြလို့ရှိရင်ရွာဘက်ချမ်းမှာလှုပ်တယ်တခါတလေကြရင်တော့မြို့ကြီးထဲမှာလှုပ်တယ်ပေါ့နော်ပြောဖို့ကောင်းတယ်နော်ဂီတကလူတွေရဲ့လူမှုဘဝထဲမှာအရန်အရေးကြီးတယ်လို့ထင်တယ်ပေါ့နော်တယောက်နဲ့တယောက်ပြောဆိုဆက်ဆံတဲ့အခါမှာဥမာဘာချင်းကြိုက်လဲဒီနေ့တော့ဘာချင်းတီးမယ်ဟိုပြီးတော့ဘာချင်းတွေအတူတူဆိုကြမယ်ဆိုတော့ဒါအတူတူဆိုတဲ့ခံစားချက်ကဟိုလူတွေကိုပျော်ရွှင်စေတယ်စီးလုံးစေတယ်ညီညွတ်စေတယ်ပေါ့နော်အဲ့တော့အဲ့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းမတူကွဲပြားတဲ့လူမျိုးစုတွေအများကြီးရှိရပေါ့နော်ပြီးတော့ယဉ်ကျေးမှုတွေလည်းမတူစောစောကပြောသလိုပဲဂီတနဲ့ပတ်သက်ပြီးတော့လည်းတူရိယာတွေလည်းမတူကြဘူးပေါ့နော်အဲ့တော့အဲ့ဒီမတူညီမှုတွေပေါင်းဆက်ပြီးတော့ဒီဟိုရှင်တွဲနေထိုင်မှုအတွက်ကျမတို့ဘယ်လိုစဉ်းစားကြမလဲဆိုတဲ့ဟာပေါ့နော်အဲ့တော့ဂီတကဒီလူမှုပတ်ဝန်းကျင်မှာဟိုတဟဇာတာဖြစ်ဖို့အတွက်ပေါ့နော်ဘယ်လိုမျိုးကူညီပေးနိုင်တယ်လို့ထင်လဲခုနကညီမပြောသလိုမျိုးပေါ့နော်အသင်းတော်တချို့ဆိုရင်အသင်းတော်ထဲမှာကွာပြိုင်ပွဲတွေရှိကြတယ်အသင်းတော်အသီးသီးကပေါ့နော်ပြိုင်ပွဲတွေရှိကြတယ်အဲ့လိုမျိုးတွေရှိပေမဲ့လည်းတခါလေကြရင်ကရင်ဆိုပြီးတော့မှလေmain theme song လေးတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာတခါလေကြရင်အသင်းတော်ကတစ်ခုနဲ့တစ်ခုမတူပေမဲ့လည်းဒီလိုမျိုးအဲ့ဒီခုန theme song ကိုတခါတည်းတပြိုင်တည်းဆိုတဲ့အချိန်မှာပေါ့နော်ဒါကတို့တွေကရင်လူမျိုးတွေပါလားအဲ့လိုမျိုးပေါ့နော်တို့တွေမြိုင်နေပေါ့နော်အဲ့လိုမျိုး unity လူမျိုးခံစားရစီရပေါ့နော်အဲ့လိုမျိုးကောင်းတယ်နော်အဲ့လိုဒီတချင်းကိုအကြောင်းပြုပြီးတော့အကုန်လုံးတယောက်နဲ့တယောက်စီစီလုံးလုံးပျော်ပျော်ရွှင်ရွှင်နဲ့တချင်းတွေတူဆိုပြီးတော့ဟိုစုယုံကြတာကောင်းတဲ့ activity တစ်ခုလို့ထင်တယ်ပေါ့နော်ဟိုမတို့ဘက်မှာကျတော့ဒီ Sunday school တွေပါလည်းမရှိဘူးပေါ့နော် church တွေပါလည်းမရှိဘူးပြီးတော့ဒီ music ဆိုတာကိုလည်းသင်ယူဖို့ကအရန်ခက်ခဲအဲ့လိုဟိုတချို့နယ်ဘက်တွေမှာဆိုလို့ရှိရင်ဒီဂီတနဲ့ပတ်သက်ပြီးတော့သင်ယူဖို့ကဆရာတွေလည်းမရှိဘူးလက်လန်းတိတ်မမီဘူးပေါ့နော်ဒီအထူးသဖြင့်အလဲပိုင်းတို့ဟို data တွေမှာပေါ့နော်တိုင်းရင်းသူတိုင်းရင်းသားတွေအတွက်တခုကောင်းတာကတော့အဲ့လိုမျိုးသူတို့စီမှာအဲ့လို activities တွေရှိတယ်ပေါ့နော်ပြီးတော့တခုလို့သဘောကျတာကလေဟိုတိုင်းသားတွေတော်တော်များကိုကြည့်လိုက်လို့ရှိရင်တခုမဟုတ်ဘူးတီးတက်ဆိုတတ်တယ်ပေါ့နော်အဲ့ဒါလေးတခုကတော့အရင်ချစ်စရာကောင်းတယ်ပေါ့နော်မြန်မာတွေကျတော့တကူးတကောက်ကိုတင်ယူရတဲ့အနေအထားမှာရှိရပေါ့နော်ဒီနေ့ခေတ်လူငယ်တွေအတွက်ပေါ့နော်လူငယ်တွေဆိုလို့ရှိရင်ဒီ social media တွေ digital platform တွေအများကြီးရှိလာတဲ့အတွက်ဟိုဂီတနဲ့ပို့ပြီးတော့လလန်းမိလာတယ်ပေါ့နော်အဲ့ဒီ platform တွေသုံးပြီးတော့ဒီဟိုတယောက်နဲ့တယောက်ဟိုအတွက်ဘယ်လိုမျိုးချိတ်ဆက်ကောင်းတယ်လို့ထင်လဲ
အဲ့ဒါညီမအထင်ပေါ့နော်ဒီမြန်မာပြည်ပချမ်းမှာပေါ့နော်ဒီ music နဲ့ပတ်သက်ပြီးတော့မှ education အားနည်းရလေးတွေတွေ့ရတယ်နောက်ပြီးတော့မှအဲ့လောက်ထိလက်လက်မမီတာလေးတွေတွေ့ရတယ်ပေါ့နော်ပြီးတော့ music နဲ့ပတ်သက်ပြီးတော့မှ program လေးတွေနည်းနေသေးတယ်ပေါ့နော်awareness လေးတွေလည်းတိတ်မရှိဘူးဆိုတော့ကေအဲ့ဒါတွေ program လေးတွေများများလုပ်ပေးရင်တော့တယောက်နဲ့တယောက်ပေါ့နော်ချိတ်ဆက်မှုတွေဒီ social cohesion နဲ့သက်ဆိုင်တဲ့အရာတွေလုပ်လို့ပို့ပြီးတော့မှရမယ်လို့ထင်တယ်ပေါ့နော်လူငယ်တွေအပြင်ဒီကလေးတွေရောသူတို့မှာဒီတချင်းသင်ယူဖို့အတွက်အရေးကြီးရလို့ထင်လားတချို့ဒေတာလူငယ်တွေကြတော့ဒီဂီတလို့ဟိုပြောရင်ကြတော့သူတို့စိတ်ထဲမှာဒါသူတို့လက်လက်မမီနိုင်တဲ့အရာသူတို့မကျွမ်းကျင်တဲ့အရာဟိုတချို့ကကြတော့လေဒီဂီတမွေးကလေးကပါလာတဲ့ပါရမီလို့ထင်ကြတာမျိုးရှိရပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ music ဒီဂီတကိုသင်ယူပြီးတော့ဒီကလေးတွေအတွက်ရောဟိုဘယ်လိုမျိုး skill တွေတက်လာမယ်လို့ထင်တယ်ဒီ music နဲ့ပတ်သက်ပြီးတော့ပေါ့နော်အရင်ဆုံးကလေးတွေဘယ်လိုမျိုးဟို skill တွေရှိလာမလဲပေါ့နော်ဆိုတော့ music ကပြောရလို့ရှိရင်သူကလည်းကိုကို healing တစ်ခုပေးနိုင်တယ်ပေါ့နော်ဆိုတော့ကလေးတွေကလည်းမလိုဘူးလားဆိုတော့လိုတယ်သူတို့ကအဲ့ချိန်ကလေးကတိတက်ပြီးကွာခံစားတက်ပြီးဆိုတော့ကွာအကေးတစ်ခါလေးရိုက်သူတို့ဝင်တဲ့အချိန်တောင်ဆိုရင်တော့မှတချင်းနားထောင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးတချင်းကိုဖွင့်ပေးလိုက်တယ်သူတို့ကအလိုလိုနေနေပျော်လာတာအဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီတချင်းကလည်းသူတို့ရဲ့ mental အပိုင်းအတွက်လည်းတော်တော်လေးအဆင်ပြေတယ်နောက်ပြီးတော့မှသူတို့တွေဒီ guitar music တူရီယာတစ်ခုခုနဲ့ပတ်သက်ပြီးမှသိရင်လည်းဒီ music သင်တာကပေါ့နော်တော်တော်လေးကိုသင်ချိန်သင်ရတယ်ကွာဘယ်လိုဖြစ်ဆိုဒီမှာဆိုရင်ဂီတာလည်းသင်တယ်ပီယနိုလည်းသင်တယ်ပီယနိုဆိုရင်ကွာnote တွေကအစကြည့်ရတယ်ပေါ့နော်ကိုယ့်ရဲ့အုံနောက်ကိုအလှုပ်ပေးရတယ်ကိုယ့်ရဲ့လက်ကိုလည်းပေါ့နော်ဒီဘက်နဲ့ဒီဘက်ဒီမျိုးမတူနေဘူးကွာဆိုတော့ညီအောင်လိုက်ပြီးတော့မှတီးရတယ်ဂီတာဆိုလည်းအဲ့လိုပဲလက်တွေနားရတယ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဒါကဘယ်လိုပြောမလဲကိုယ့်ရဲ့ thinking skill ကိုလည်းကို creative skill လေးပါတယ်ပေါ့နော်ဒီဟာလေးကိုတိုးတက်စေတယ်ပေါ့နော်ဒီ music ကိုသင်ကြားခြင်းအဖြစ်ဆိုတော့ဒီကလေးတွေအတွက်လည်းသူတို့ငငယ်ကတည်းကသူတို့က bright ဖြစ်ပြီးသားပေါ့နော်ဆိုတော့အဲ့ကတည်းကသူတို့တွေဒီ music နဲ့ပတ်သက်ပြီးမှသင်နေတယ်သူတို့အတွက်ကတော့ပို့ပြီးတော့မှဆင်ပြေပေါ့နော်ကောင်းတယ်နော်ဒီ music ဆိုတာလည်းဒါ life skill တစ်ခုပဲပေါ့နော်ဒါ lifetime ဟိုငငယ်ကတည်းကသင်ယူလာတဲ့ဟိုကလေးတွေအတွက်ကြတော့ကြီးလာရင်လည်းဒါမစိမ့်တော့ဘူးလေဒီလက်တွေကိုကစားတာတွေဘာတွေကလည်းဒီ fine motor skill တွေဘာတွေအတွက်လည်းကောင်းတယ်လို့ထင်တယ်ပေါ့နော်ဟိုလက်တွေအုံနောက်ကိုလည်းအလုပ်ပေးပြီးသားဖြစ်တယ်ပေါ့နော်ဒီဟို multitasking အတွက်လည်းကောင်းတယ်လို့ထင်တယ်ပေါ့နော်ကျမတို့အစီအစဉ်မှာကျင်းပတဲ့တချို့ program လေးတွေပေါ့နော်ပါဝင်တဲ့တချင်းနဲ့ပတ်သက်တဲ့ program လေးတွေကိုလည်းပရိသတ်ကိုဘယ်လိုမိတ်ဆက်ပေးခြင်းပါလဲဆိုတော့ကျမတို့ project ကနေပေါ့နော်ဒီအခုတချင်းခွေတချင်းလေးတွေထုတ်နေရပေါ့နော်အထူးသဖြင့်ဒီကလေးတွေနဲ့ပတ်သက်တဲ့theme song လေးတွေပေါ့နော်ထုတ်ပေးနေတယ်ဆိုတော့အဲ့ဒါတခုတည်းမဟုတ်ဘူးအဲ့ဒီတချင်းနဲ့မှာပေါ့နော်တခြားဘာသာစကားတွေနဲ့ရောပြီးတော့မှထုတ်ထားတဲ့တချင်းတွေရှိပေါ့နော်ဆိုတော့အဲ့ဒါတွေကဘယ်လိုဖြစ်သွားလဲဆိုတော့တခြားတိုင်းသားစကားတွေလည်းပို့ပြီးတော့မှသိလာသွားတယ်ကလေးတွေကလည်းပို့သိမှာပေါ့နော်ဒီစကားချင်းစကားလားဒီစကားဟိုရှမ်းစကားလားဒီလိုမျိုးပြောပါလားဆိုတဲ့ဟာလေးတွေပေါ့နော်သူတို့အတွက်လည်းပို့ပြီးတော့မှပုစုတာတွေလည်းရသွားတာပေါ့နော်ဂီတကိုအသုံးပြုပြီးတော့တယောက်နဲ့တယောက်ချိတ်ဆက်ပြီးတော့ဒီဘာသာစကားတွေလည်းဖလှယ်ကြတယ်ပေါ့နော်အဲ့ဒါအရန်ကောင်းတယ်လို့ဟိုမြင်နေပေါ့နော်ပြီးတော့အရန်လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါကြောင့်ဒီနေ့အပိုင်းဆက်လေးမှာညီမရဲ့အတွေးမြင်တွေနဲ့အတွေ့အကြုံတွေကိုမျှဝေပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့နားဆင်ပြီးတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်နောက်ထပ် episode တွေမှာပြန်လည်တွေ့ကြမယ်နော်တတား